ကျွန်တော်အခုဇလန်လေးတစ်ပုဒ်ကိုပြောပြမယ်ပိုင်ဆိုင်မှုဆိုတာပျောက်ဆုံးသွားတဲ့အခါမျိုးကြမှာနှမျောကြတယ်ဝေးဖွားခြင်းနဲ့တည်ဆုံးမှုကြားတဲ့လောကလည်းအချစ်ကြောင့်ရခဲ့တောကရဲ့ဘသူကြောင့်ဆိုပြီးကိုယ်ကဘယ်တော့မှဇောတကမတွေ့ဘောကြတယ်လှမ်းလိုက်တဲ့ခြေတန်းတိုင်းနဲ့ရိတ်ကစပေါ့မိထားလိုက်စမ်းမအတိတ်ကဘွားရောပြင်သွားရင်ရောအပေါ်ပါရဲ့လားအဲ့ဒါလိုစိတ်ကမချတော့မကြည်တယ်ပါနဲ့ကိုမကြိုက်ဘူးရှင်ကွဲဝေးရမယ်နမိတ်ကအစပေါ့မမီသေးလားမင်းရင်ခွင်နဲ့ဝင်ပြီးငိုခဲ့တာလေတောင်းတကုန်းအပိုင်နဲ့ကံမောင်တစ်ခုမှတချင်းနေအော်ရဆိုခဲ့တာလေကိုကမွန်းချက်မှုတွေပိတ်မိတဲ့ချိန်မင်းရင်ခွင်နဲ့ခုကက်ကမနေပြီးတော့ကိုပြတ်တာလေတန်ရောစင်နဲ့ဆက်ဆံရေးကိုအခုတော့နောင်နာတွေနဲ့မှတ်တရတိုင်းကိုတင်းမချန်တွေ့သလိုငါခန်းတဲ့ကနာရီလက်တန်လေးလို့ပြန်လာခြင်းနဲ့အော်တို့ပေမဲ့နေဘေးကငါ့ကိုကြောက်ကူလီဆိုပြီးရန်ရှာရင်ကွယ်ဟော်ဒီပတ်တက်ကဘာကြီးတဲ့ကတန်တရားတွင်ဝဲတနေ့တော့ပြန်ဆုံရလိမ့်မယ်လို့အမှန်ငါထင်တယ်နေလက်ထက်မဲ့လူကငါမဟုတ်ရင်တော့နေဘဲကိုရှော့ဖို့အတွက်ပလန်ငါထွင်မယ်ဒီဇလန်လေးမပြီးရင်ကိုယ်ပဲလေပါအိုးမတန်လေးမပြီးရင်ကိုယ်တွေ့ငင်ညာနန်းလေးပြီးရင်ပြုံးရရှက်ကပြိုဒီအားစိတ်ကိုယုံထွက်မရတာမို့ဒီနေ့ကနောင်မြိုက်တဲ့အတ္တတွေနဲ့တီကုန်းထားတဲ့ချင်းတပုတ်ကငါ့အတွက်ရှက်ရစေတယ်အရှက်ရနေလဲမထူနောင်နောက်တချို့ဆက်ပေးရစေကွယ်လောကဓာတ်နေမြင့်တက်ကြတွေနဲ့ရင်ဆိုင်ဖို့အင်အားမရှိတဲ့ခါမှာမင်းနဲ့မေကိုအော်ခေါ်ပြီးကောင်းကင်ကိုကြည့်လို့တက်ကနေမယ်မင်းမကြိုက်တဲ့ငပြက်မာတွေနဲ့ကြီးစားဟောင်းတွေလဲဆက်ပေးရစေကွယ်မင်းတယောက်ထဲကနှလုံးသားထဲအမှတ်ရနေတယ်ဒီတချင်းမင်းမကြိုက်ရင်မင်းတန့်ရဲ့လူရှင်တော်တချင်းပွင့်ပြီးတက်ကနေမယ်အော်ဘေးတွေနေရောတက်ကြည့်ပေးပါဘုရားမဆိုခဲ့တဲ့သစ္စာတွေကြောင့်အခုထိတက်ရှိသေးတာလဲရန်တစ်ဝက်မှာကားလန်ကူရင်ပြေးခဲ့တော့မှတ်မိသေးလားငါမြင်ကက်တဲ့နေဘေးကကောင်းလေးရှေ့မှာဒီတချင်းဖွင့်ပြီးတက်ကြည့်ပေးပါနောင်နာတွေကိုကြုံမမြင်ခဲ့ပါနောက်လူကငါလိုပဲနင့်အပေါ်မညိုညင်တဲ့အခါဒီတစ်ခေါက်မင်းလက်မခံရင်တော့ကိုရင်ပွဲမှာကို့မှာရှုံးနေတာကြံပါပြီတစ်ချိန်ကပါရိုက်ပြီးတော့ချစ်ဖို့ကောင်းတော့ရန်ရှာသည်ကြိုးစားသမျှအရာထင်တဲ့နေ့တော့မလွဲမသွေမင်းစီကိုငါပြန်လာပြီဒါပန်းလေးတစ်ပွင့်ရမှတ်တမ်းအခုတော့အဲ့ပန်းလေးကိုတပါးသူကဖတ်နန်းကောင်းလေးမှတော့တတိယစိတ်တွေနဲ့ပဲမြက်ကန်းထိုပန်းလေးတွေပါသွားခဲ့တဲ့သူ့ရဲ့တက်တချမ်းဒါဝတ္ထုတွေကမဟုတ်နှစ်ကျော်တန်ရောစင်တစ်ခုရဖြစ်ရမှန်ဇလန်ဒီဇလန်လေးမပြီးရင်ကိုယ်ပဲလေပါအိုးမတန်လေးမပြီးရင်ကိုယ်တွေ့ငင်ညာနန်းလေးပြီးရင်ပြုံးရရှက်ကပြိုဒီအားစိတ်ကိုယုံထွက်မရတာမို့ဒီဇလန်လေးမပြီးရင်ကိုယ်ပဲလေပါ